ကျုပ်ကျော်ဆွေတို့ဗိုလ်ချုပ်စိန်ဝင်းတို့ကဒေါအောင်ဆန်းစုကြည်နဲ့ဘလူးပလဲလုပ်နေတယ်လို့သူထင်လာပါတယ်သူ့ရင်ထဲမှာခိုကိုးရမဲလောက်အောင်ပူလောင်လာပါလိမ့်မယ်ရိုဟင်ဂျာတွေကိုရှို့တဲ့မိဟာသူ့ရင်ထဲမှာအထိလာလောင်နေပါပြီအဲ့တော့သူဟာသူ့အတွက်တက်တာကြောင်းဖြစ်အောင်သမရအရာတို့ကိုတောင်းပါတယ်အိမ်မက်ဆိုးကြီးကနေပြီးတော့မွေးဖွားပေးလိုက်တဲ့အိမ်မက်ကောင်းကြီးအဲ့ဒီမှာထွက်ပေါ်လာပါပြီအဲ့ဒီအိမ်မက်ကသမရကြီးအိမ်မက်ပါသမရကြီးတိတ်ဖြစ်ခြင်းတဲ့အိမ်မက်ပါမသေးခင်သမရကြီးဖြစ်လိုက်ရရင်သေပြောပါပြီဆိုတဲ့အိမ်မက်ပါအဲ့ဒီအိမ်မက်အကောင့်ထဲဖော်ဖို့အတွက်သမရကြီးယာတူကိုအေးတက်တာတောင်းယူပါတယ်တောင်းယူလို့မရတော့တိုက်ယူပါတယ်တူပြောရရဲ့အာနာသိရတဲ့အဓိကအကြောင်းကြီးတွေကတစ်ချက်ဟာအဲ့ဒါပါပဲအာနာမသိရင်သူ့ဘဝဟာကျိုးစင်ပေါ်မှာလမ်းဆုံးတော့မယ်ထင်လို့အာနာသိလိုက်ပါတယ်တကယ်တော့2008ခြေခံဥပဒေနဲ့တိစောက်ထားတဲ့နိုင်ငံရေးစနစ်ဟာသူတို့စစ်အုပ်စုအတွက်တနေ့ရွှေဥတလုံးကြဥပင်နေတဲ့နန်းကြီးပါဒေါအောင်ဆန်းစုကြည်မကလို့ဘယ်ပါတီပဲတက်2008အခြေခံဥပဒေရဲ့အောက်မှာရှိနေသမျှစစ်တပ်ရှိနေသေးသမျှမှာတနေ့ရွှေဥတလုံးကြဆိုတာသူတို့အတွက်တပိတ်ဝင်အိတ်ဝင်ပါအဲ့ဒီငန်းကြီးကိုဗိုလ်ချုပ်မင်းအောင်လှိုင်ကတက်ချက်စားပလိုက်တယ်ဆိုတာဟာသူ့ဘဝကတိတ်ကိုမလုံမကြုံဖြစ်လွန်းလို့လှုပ်လိုက်တာပါစစ်အုပ်စုရဲ့အကျိုးထက်သူ့အကျိုးကိုရှေ့တန်းတင်လိုက်တာပါအာဏာသိမ်းပြီးတဲ့နောက်မှာတော့မြမသမိုင်းတစ်လျှောက်မှာအပြင်းထန်ဆုံးဖြစ်တဲ့အန်တုဆန့်ကျင်မှုကြီးကိုသူရင်ဆိုင်ရပါတယ်သူကိုယ်တိုင်အဲ့ဒါလောက်ထိမျော်လင့်မထားဘူးလို့လည်းဝန်ခံခဲ့ဘူးပါတယ်အဲ့တော့လေသူ့ဆရာဖုန်းကြီးပြောသလိုခစ်ပြောင်းခြင်းရန်ခေါင်းကိုပြစ်ဆိုတာမျိုးတွေကိုသူလုပ်ပါတော့တယ်မကောင်းမှုဒုစရိုက်တို့ရဲ့သဘာဝဟာတစ်ခုစမိရင်နောက်တစ်ခုနဲ့လိုက်ဖုံးရတတ်ပါတယ်အဲ့ဒါလိုပဲမကောင်းမှုဒုစရိုက်နွန်ကြီးထဲမှာတဖြည်းဖြည်းနှစ်သက်နှစ်သွားရတာမျိုးပါအခုဆိုရင်သူ့အိမ်မက်အကောင်းရောအိမ်မက်ဆိုးရောဟာတဖြည်းဖြည်းနဲ့ရှေ့ကိုတိုးလာတာတွေ့ရပါတယ်သူ့အိမ်မက်အကောင်းအတွက်သူကိုယ်တိုင်တဖြည်းဖြည်းရှေ့တိုးပြီးတော့အကောင့်ထဲပေါ်ဖို့ကြိုးစားနေပါတယ်ရွေးကောက်ပွဲကျင်းပမယ်ဘယ်နေရာပဲကျင်းပနိုင်သည်ဖြစ်စေဘယ်သူပဲမဲပေးသည်ဖြစ်စေမပေးသည်ဖြစ်စေအောင်မြင်တယ်လို့ပြောမယ်ရှိသလောက်လူရသလောက်မဲနဲ့လွတ်တော်ခေါ်မယ်သူ့ကိုယ်သူသမရခံမယ်ရွေးကောက်ပွဲဟန်ပြလောက်ကျင်းပနိုင်တယ်ဆိုရင်ရပြီကောင်းကောင်းကျင်းပနိုင်မယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့လေကောင်းကောင်းကျင်းပနိုင်လေနိုင်ငံရေးသိက္ခာရှိလေဆိုတော့အဲ့ဒါကြောင့်အချိန်နဲ့ယူပြီးတော့ပြင်ဆင်နေတာပါဒါပေမဲ့နောက်ဆုံးတော့ကောင်းမကောင်းသိက္ခာရှိမရှိကောင်းမကျင်းပနိုင်ရင်ဖြစ်တယ်လို့ကျင်းပမှာပါဒီဘဝမှာသမရဖြစ်ကိုဖြစ်ရမယ်လို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကစိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပုံရပါတယ်သူသမရဖြစ်ဖို့အတွက်ဆက်ပြီးတော့ပေးလိုက်ကြရအောင်မယ်အသက်တွေကတော့မနှဲမနှောဖြစ်လာပါလိမ့်မယ်တခြားတစ်ဖက်မှာတော့သူ့ရဲ့အိမ်မက်ဆိုးကြီးကလည်းတဖြည်းဖြည်းရှေ့တိုးလာပါတယ် ICC ရှေ့နေကလည်းသူ